အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်ရှင်းလုပ်ပြသမှာကတော့ကျွန်တော်တို့ laptop တွေမှာဗီဒီယိုကြည့်လို့မရတဲ့ပြဿနာကိုဖြေရှင်းတဲ့နည်းလမ်းပဲဖြစ်ပါတယ်ဒီထက်မှဆိုတော့ကျွန်တော် HVC code ကပေါ်နေတာပေါ့နော်ဒီ code desk ကကျွန်တော်တို့ဒီမှာဆိုတော့အပြင်မှာဆိုတော့ဝယ်ရဈေးပတ်စံပေးဝယ်ရတာပေါ့နော်ဒါကိုကျွန်တော်တို့ free လုပ်လို့ရတဲ့နည်းလမ်းရှိပါတယ်ပထမဆုံးအနေနဲ့ကျွန်တော် Google ထဲကိုတွားမယ် Google ထဲကိုသွားတာနဲ့ကျွန်တော်တို့ free download HVC video extension ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီဒုတိယမှာပေါ်တဲ့ဒီ manufacturer 2.4 ကိုတစ်ချက် click လုပ်လိုက်မယ်ပြီးတာနဲ့ကျွန်တော်တို့ဒီမှာပထမဆုံးပေါ်တဲ့ဒီ video player software ကိုကျွန်တော်တို့က download ဆွဲလိုက်မယ်ပေါ့နော် Okay ကျွန်တော်တို့ဒီမှာ download ဆွဲနေပါတော့ဒီကပေါ်ဆုံးတောင်းမှာညာဖက်တောင်းမှာ download ဆွဲနေပြီးတာနဲ့ကျွန်တော်တို့က download ပြီးတာနဲ့ဆွဲပြီးတာနဲ့ကျွန်တော်တို့က install လုပ်လိုက်ရင်တော့ဟိုရရပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ဗီဒီယိုကြည့်လို့ရရပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ခုနကြည့်လို့မရတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တို့ကအခုဗီဒီယိုပြန်ကြည့်လို့ရရပေါ့နော် Okay ဒါဆိုတော့နားလေတော့ပေါ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်